မီတို့ရေးဒီစာအုပ်လေးကတော့အသက်6နှစ်နဲ့အထက်ကလေးတွေဖတ်လို့ရတဲ့ science vocabulary တာဖြစ်ပါတယ်သူကအုပ်ရအပြင်ဆိုရင်36အုပ်ပေါ့နော်36အုပ်ပါတယ်34အုပ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်သူကဘာတွေပါလဲဆိုရင် solar system နဲ့ပတ်သက်တာတွေပေါ့နော် solar system မှာဆိုရင် solar system planet earth ရဲ့ sun ရဲ့ moon ရဲ့ stars and constellation ဆိုပြီးတော့ပါတယ်နောက်တစ်ခုကကျတော့ human body ပေါ့အမီတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အကြောင်းတွေ your skin and bones တွေ eyes and ears brain heart mouth and nose ဆိုပြီးတော့ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ weather ပေါ့နော် weather ကလည်းဒါမဖြစ်မနေတည်တဲ့ဟာလေးတွေ weather မှာဆိုရင် hurricane ရှိမယ် blizzard ရှိမယ် flood ရှိမယ် lightning ရှိမယ် tornado ရှိမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ planet life cycle နဲ့ဆိုရင် sunflower life cycle ပါတယ်ပေါ့နော်နောက် animal life cycle မှာဆိုရင် horse life cycle butterfly ladybug frog and chick cycle တွေပေါ့နော်ဒီလိုမျိုးစောက်လေးတွေပါတယ်နောက်တစ်ခုကကျတော့ဟိုပေါ့တချို့ဟိုပေါ့နော်ဘယ်လိုပြောမလဲခုမှစာဖတ်ပြီးတဲ့ခါကျတော့မေမေဖေဖေတို့အနေနဲ့ကလေးကို teaching လုပ်ကျင်တဲ့အချိန်မျိုးမှာဆိုရင် teaching guide လေးလည်းပါတယ်ဒီမှာဆိုရင် teaching guide တွေမှာဆိုရင် lesson plans တွေ activities တွေနောက် reproducible for reading non fiction reading and vocabulary skill ပေါ့နော်ဘယ်လိုလုပ်ရမလဲဘယ်လိုဖတ်ပြရမလဲဘယ်လိုသင်ရမလဲဆိုတဲ့ဟာကိုရေးထားတဲ့ teaching guide တွေလည်းပါတယ်သူက wine weather ပါမယ် animal group ရဲ့ human body ရဲ့ life cycle ရဲ့ဆိုပြီးရှိရဲ့နောက်ဒီနောက်ဆုံးမှာတော့ဒီ animal ပေါ့နော် animal နဲ့ပတ်သက်လဲဆိုရင် birds တွေပါမယ် amphibians ပါမယ် fish ပါမယ် mammals ပါမယ် reptiles ပါမယ်နောက်တစ်ခါ insect ပေါ့နော်သူ title လေးတွေလည်းစုံတယ်ပေါ့နော် science ကို science ပါမယ် animal science ရှိမယ် space science ရှိမယ်နောက် plant science တွေပါမယ်နောက်တစ်ခါ weather ပေါ့နော်သူစုံလင်လေးပါတဲ့အပြင်ဒီချင်းကားကြီးလည်းပါတဲ့အတွက်အရန်ကိုအဆင်ပြေပါတယ်သူစာလေးတွေကတော့ဒီလိုပုံစံလေးတွေပေါ့နော်စာကတော့တစ်ကြောင်းပေါ့နော်အဲဆို6နှစ်နဲ့အထက်ဆိုရင်သူတို့ကောင်းကောင်းလေးဖတ်လို့ရပြီတကယ်လို့မေမေတွေကပေါ့နော်ကလေးကလိုက်နိုင်တယ်စာလိုက်နိုင်တယ်စာလည်းဖတ်နေကြဆိုရင်တော့9နှစ်လောက်ဆိုရင်တော့မေမေတို့တွေဖတ်ပြလို့ရတယ်ပေါ့နော်6နှစ်နောက်ပိုင်းဆိုရင်တော့ဒါကလေးတွေကဒီ animal science တွေ plant science တွေနဲ့ပတ်သက်ပြီးတော့သူတို့ intro လေးပေါ့နော် intro လေးဖတ်ပြထားလို့ရတယ်ဒီကနေတစ်ဆင့်ကျောင်းသင်ခန်းစာတွေမှာလည်းသူတို့တွေနားလည်လွယ်တာပေါ့နော်ဒါကတော့ basic လေးတွေပေါ့နော်အခြေခံလေးတွေဖြစ်တဲ့အတွက်ဒီအခြေခံလေးတွေကိုဖတ်သွားခြင်းအပြင်သူတို့တွေအတန်းကြီးလို့ဒီ science နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖတ်တဲ့အခါမှာပို့ပြီးတော့နားလည်လွယ်ပြီးတော့ကလေးတွေကပို့ပြီးတော့စိတ်ဝင်စားလာမယ်စာကိုပို့ပြီးတော့အာရုံစိုက်နိုင်လာမှာဖြစ်ပါတယ်เนาะစာလေးတွေတော်တော်လေးကောင်းပါတယ်သူကဒီလိုအုပ်ရည်30ကျော်ဟိုမှာဈေးနှုန်းအဖြစ်လည်း 4,900 ပဲရှိလို့အရန်ကိုတန်ပါတယ်เนาะ